နောက် sample size အတွက်တဲ့ခါမှာအခြေအနေနဲ့ခုရှိရပေါ့နော် population တည်တဲ့ခါမှာတည်ရဲ့အခြေအနေနဲ့ population မတည်ရဲ့အခြေအနေဆိုပြီးတော့ခုရှိရpopulation တည်ရဲ့အခြေအနေမှာသုံးတဲ့ဒီ sample size အတွက်နေနဲ့ population မတည်ရဲ့အခြေအနေမှာသုံးတဲ့ sample size အတွက်တွေကဒါလုံးဝမတူဘူးပေါ့နော်population တည်ရဲ့အခြေအနေမှာဆိုရင်ဒါ population ကိုတည်ထားမယ်ပြင်အခြားနောက်ထပ်တစ်ခုကိုလည်းဒါထပ်ပြီးတော့တည်ဖို့ပဲပေါ့နော်အဲ့ဒါတွေကကျတော့ confidence level နဲ့ဒါမှကျွန်တော်အဲ့ဒါပဲဖြစ်တယ်ပေါ့နော်confidence level ကကျတော့ဒီကိုရလာတဲ့ရလဒ်တွေကိုကိုတွက်ချက်လို့ရလာရလဒ်တွေကိုဘယ်လောက်% ထိကိုယုံကြည်စိတ်ချခြင်းလဲပေါ့နော်အဲ့ဒါကိုသတ်မှတ်ပြီးဖို့လိုတယ်90% လည်းရတယ်90%လည်းရတယ်95% လည်းရတယ်99% လည်းရတယ်ပေါ့နော်ကြိုက်တာကိုသတ်မှတ်ပြီးဖို့လိုတယ်ဒီမှာဒီထောက်လို့အားကြတော့ confidence level များလေလေsample size ကြီးလေလေပဲပေါ့နော်အခုကကြတော့ margin အဲ့ဒါပေါ့နော်ကျွန်တော်ကကြတော့ sample ကနေပြီးတော့ population တစ်ခုလုံးကိုခံမှန်းမှာဖြစ်တယ်ပေါ့နော်ခံမှန်းတယ်လို့ပြောနေတာကျွန်တော်ကကွဲလွဲနိုင်ချေအားတော့ပါပြီးသားပဲပေါ့နော်နည်းနည်းများတော့ပါပြီးသားပဲအဲ့ဒါကိုဘလောက်အတိုင်းအတာထိကွဲလွဲရင်ကိုကလက်ခံပေးလို့ရတယ်ပေါ့နော်အဲ့ဒါကိုကိုကသတ်မှတ်ပေးဖို့လိုတယ်တနည်းအားဖြင့်ပြောရရင်ကိုလက်ခံပေးနိုင်တဲ့အများဆုံးကိုလိုက်နိုင်တဲ့ပမာဏပေါ့နော်အဲ့ဒါကိုကသတ်မှတ်ပေးဖို့လိုတယ်1% လည်းရတယ်3% လည်းရတယ်5% လည်းရတယ်ပေါ့နော်ဒီကောင်ကကြတော့ဒါကိုလိုက်နိုင်တဲ့ပမာဏနည်းလေလေဒီကောင်က sample size ကြီးလေလေပေါ့နော်ဒီနမူနာပုံစံလေးကိုသုံးပြီးတော့မှရှင်းပြပါမယ်ဒီမှာဆိုရင်ဒါပေါင်းပေါင်းစက်ုံတရုံရှိရပေါ့နော်သူကတရက်ကိုပေါင်းပေါင်းလို့ရတစ်သိန်းလောက်ထုတ်တယ်အဲ့ဒီထဲကနေမှဒီပေါင်းပေါင်းတွေရဲ့ error ပါတယ်တော့ကိုသိချင်တယ်ပေါ့နော်အဲ့တော့သူက sample ဘယ်နှလုံးကိုရွေးကြည့်ရမလဲဆိုပြီးတော့မှသူကသိချင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒါ sample size calculator နဲ့ကျွန်တော်ကတွက်မယ်ပေါ့နော်စာပဲမှန်ကြီးရ sample size calculator ကိုသုံးမယ်ဒီမှာဆိုရင် population size ဒီဒါပေါင်းလို့အခုရေတသိန်းဖြစ်တဲ့အတွက်တသိန်းထည့်မယ်ကိုက95% ကိုကစိတ်ချခြင်းတယ်ပေါ့နော်ယုံကြည်စိတ်ချခြင်းတယ်ဆိုရင်95% ကိုထည့်ပြီးရင်ကျွန်တော် margin of error ကိုကျွန်တော်1လောက်ပဲထားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီပေါင်းမအလုံးကြီး8000ကျော်ကိုကျွန်တော်ကအနည်းဆုံး8900ကျော်ကိုစစ်ဖို့လုပ်မယ်ပေါ့နော်အဲ့လိုမျိုးသူကကြံပေးရပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ sample size မသိရချင်းနေမှာပေါ့နော်sample size မသိရချင်းနေမှာဆိုရင်ကျွန်တော်ကဒီဆုံးမ confidence level နဲ့မှာကျွန်တော်အဲ့ဒါအပြင်ခြားပါထပ်သိဖို့လိုလဲဆိုရင်proportion ဆိုတာလေးကျွန်တော်ထပ်ပြီးတော့မှသိဖို့လိုပေါ့နော် proportion ဆိုတာကြောင့်ဒါအချို့ပေါ့နော်ဒါကိုရှင်းအောင်ကျွန်တော်နမူနာပုံစံလေးနဲ့ကျွန်တော်တွက်ပြပါမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဘန်ကောက်မှာရှိတဲ့ဒီရုံးဝင်တဲ့ digital marketing သမားတွေရဲ့များများအခြေခံလားစာကိုကျွန်တော်လေ့လာချင်တယ်ပေါ့နော်အဲဒါဆိုရင်ဘန်ကောက်ကဒီရုံးဝင်တဲ့ digital marketing သမားဘယ်တယောက်ကိုစာပေးကောက်မယ်ဆိုရင်လုံးလောက်မလဲပေါ့နော်အဲ့တော့ဒီမှာကျတော့ဒီ sample size calculator ရင်းနဲ့သုံးလို့မရတော့ဘူးဒီ formula ရဲ့ထပ်ပြီးတော့မှတွက်မှပဲရပါဘူးเนาะဒီမှာကျတော့z square ရှိမယ်b into 1 minus b by ဒါ a square ပေါ့နော်z ကကျတော့ဒါ z တန်ဖိုးပေါ့နော်အဲ့ z တန်ဖိုးကဘယ်ပုံမှာမူတည်လဲဆိုရင်ဆုံးကကျွန်တော်တို့သတ်မှတ်ခဲ့တဲ့ confidence level ပုံမှာပဲမူတည်တယ်အဲ့တော့ confidence level အတွက်ကျွန်တော်က z တန်ဖိုးမသိဘူးဆိုရင်ဒါကိစ္စမရှိဘူးဒါ chat GPT လို့ Gemini လို့ဒါ AI တွေမှာသွားမေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တခုမေးပြထားတယ်95% အတွက် 7 value ဆိုပြီးတော့မှဒါမေးလိုက်တယ်ပေါ့နော်သူက2 day အတွက်ဆိုပြီးတော့မှပြလိုက်တယ်1.96ပေါ့နော်အဲ့တော့2 day အတွက်ဒါ set up မှုပဲကျွန်တော်ရွေးရမယ်1.96ပီတာမှုကကြတော့ဒါကျွန်တော်တို့ကဒီ digital marketing သမားတွေရဲ့ဒါလူဦးရေကိုကျွန်တော်မသိရအတွက်ဒါ 0.5 နဲ့ကျွန်တော်ထားပြီးမှတွက်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် R software ကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ပြသွားမှာဖြစ်တယ်ပေါ့ဒီမှာဆိုရင်ဂျာကျွန်တော် formula တိစောက်ထားရပေါ့နော်formula စောက်ထားဖြစ်တဲ့အတွက်ကျွန်တော် formula တစ်ခုလုံးကိုကျွန်တော်ရေးစရာမလိုတော့ဘူးအဲ့တော့ဒီညမှာ set တန်မှုထည့်မယ်ပေါ့နော်95% အတွက် set တန်မှုက
1.96ပြီးတော့proportion ကကြောင့်ကျွန်တော်တို့ကဒါ0.5နဲ့တွက်လိုက်မယ်မာဇီယောအဲ့ဒါကြောင့်ကျွန်တော်1%ပေါ့နော်1%ဆိုရင်ကျွန်တော်က0.01ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကဒီ9000ကျော်ပေါ့အယောင်9600ကျော်ကိုကျွန်တော်ကဒါစံမဲ့ရွေးရအနည်းဆုံးစံမဲ့ရွေးလောက်တယ်လို့ဒါပြော